ပြီဟာပြေဟာတကြိုးလေးရိုက်မယ်တကြိုးလေးဝင်းဟောဆရာတော်ပြည်တယ်သွားပြီလှုပ်ပြန်ပြီညင်းနေဝင်နေသွားပြီဟောတကြိုးလေးအိုးဘယ်သူမှမဖြစ်ပါသေးနဲ့ကွာဟာသွားပြီဟာကတည်းကကြည့်မယ်နောက်ဆုံးတော့ဖုန်းမူးလည်းနေနောက်ဆုံးဒါဆိုလည်းပြောရကြီးတာလည်းပြောပြီလောက်လာလေတော့ဟာဟေတော့တော်ကျန်းတယ်လေ